တီဂီဟာမှာပကံစည်းတာမပြောင်းလို့ဆိုပြီးအကူဝင်တန်းကလေးကိုမဆာမနာပညာပြခဲ့လို့ထိမ့်သိမ်းခံလိုက်ရတဲ့ဂီဟာပိုင်ရှင်တရိတ်ဆန်လေးတွေကိုဂယုဏထားပြီးလမ်းဘေးကခွေးလေးတွေကိုစောင့်ရှောက်နေပါတယ်ဆိုတဲ့တီဂီဟာပိုင်ရှင်ကဂီဟာကဝင်တန်းကလေးတယောက်ကိုမဆာမနာပြုတ်မှုခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။မော်ဘီမြို့နယ်ရေတူးကျေးရွာမှာဖွင့်လှစ်ထားတဲ့မေအီတီဂီဟာပိုင်ရှင်ကခွေးလေးတွေကိုမွေးထားပြီးခွေးတွေအတွက်လည်းအလှခံလေးရှိပါတယ်။ဂီဟာမှာအလုံးလုံးနေတဲ့ကလေးလေးတယောက်ကခွေးတွေစားတဲ့ပကံတွေဆေးတာမပြောင်းလို့ဆိုပြီးဂီဟာပိုင်ရှင်ကထမင်းအပူတွေကိုလက်နှစ်လိုက်ပါတယ်။ဒါအပြင်ကလေးရဲ့မျက်နှာကိုလည်းနီရဲအောင်ပြုတ်လုပ်ထားတာကြောင့်ကလေးကကြောက်လန့်ပြီးထွက်ပြေးလာရတာပါ။လမ်းမှာတွေ့တဲ့လူတယောက်ကိုအကူအညီတောင်းပြီးသူ့ကိုခေါ်သွားပေးပါလို့ပြောတာကြောင့်ရက်ရွာလူကြီးတွေကသိသွားခဲ့ကြတာရှင်။ဒီကလေးလေးကိုရက်ရွာကလူကြီးတွေကကြည့်လိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်ကလည်းပိန်လီနေကအားပြတ်မတက်ကိုဖြစ်နေကြတာပါ။ဆေးရုံကိုခေါ်သွားပြီးစစ်ဆေးကြည့်တဲ့အခါမှာကိုရင်းအင်္ဂါတွေမှာတော့အနာတရားတွေဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်တီဂီဟာပိုင်ရှင်ကိုသက်ဆိုင်ရာကဖမ်းဆီးပြီးတော့စစ်ဆေးနေပါတယ်ရှင်။တီဂီဟာပိုင်ရှင်ကအများရှိမှာတော့ချစ်ပြတတ်ပေမဲ့ကိုရမှာတော့ဝန်တန်းကလေးကိုတောင်လူမဆန်စွာပြုတ်မှုနေကြတာပါ။ဒါကြောင့်သူ့ဂီဟာမှာစောင့်ရှောက်ထားတဲ့ခွေးလေးတွေကိုညှာတာခြင်းမှညှာတာနိုင်မယ်ဆိုတာသိသွားခဲ့ကြပါတယ်။သူ့ထံမှာအလူငွေလူတန်းသူတွေကများပြားပြီးအစာဦးစောက်ဖို့ဆိုကမကြာခဏအလူခံတက်သူလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအစာဦးကတကယ်မစောက်ဖြစ်ပဲအခြားအစာဦးတွေကိုပဲဓာတ်ပုံရိုက်ပြတတ်တာဖြစ်တဲ့အကြောင်းတကယ်ကြုံဘူးသူတွေကပြောလာကြတာပါ။တီဂီယာပိုင်ရှင်ကဝန်တန်းကလေးပေါ်ပြုတ်မှုခဲ့တဲ့အရာတွေသိသွားတဲ့အခါမှာတော့တီဂီယာဖွင့်ထားတိုင်းလည်းယုံကြည်လို့မရကြောင်းသတိထားမိသွားကြပါတယ်။ကိုကျိုးစီးပွားအတွက်ခွေးလေးတွေကိုဗန်းပြပြီးအလူငွေကိုလက်ခံတဲ့အပြင်အခုလည်းဝန်တန်းပေါ်မှာလူမဆန်စွာလုပ်ခဲ့တာကြောင့်သူ့ကိုအရေးယူထားပါပြီ။တီဂီဟာပိုင်ရှင်မက်မေအေးကအဖမ်းခံရပြီးတဲ့နောက်မှာဂီယာကခွေးလေးတွေအတွက်ကြည့်ရှုမဲ့သူလည်းမရှိသလိုအစာကျွေးမဲ့သူလည်းမရှိတာကြောင့်စာနာတဲ့လူတွေကပဲဥဆောင်ပြီးစောင့်ရှောက်ပေးထားရပါတယ်။အလူငွေတောင်းလို့ကောင်းတီလီတွေကိုဗန်းပြပြီးနောက်ွယ်မှာမျက်နှာဖုံးအကြီးကြီးဆွတ်ထားခဲ့တဲ့တီဂီဟာပိုင်ရှင်ကိုဘလို့အရေးယူသင့်တယ်လဲဆိုတာပြပြခဲ့ပါအောင်ရှင်။ဂျီယန်ပြည်သက်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။